မိတ်ဆွေကမနက်အိပ်ယာနိုးတာနဲ့ဘာကိုအရင်ဆုံးတောက်မိလဲကော်ဖီပူပူလေးတစ်ခွက်လားဒါမှမဟုတ်အချိုးရည်တစ်ခွက်လားတကယ်လို့မနက်စာမစားခင်ဘာမှမလုပ်ဘဲရေတစ်ခွက်ကိုသာအရင်ဆုံးတောက်လိုက်မယ်ဆိုရင်တက်ခန္ဓာကိုယ်မှာမယုံနိုင်လောက်စရာပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်ဆိုတာသိပါသလားဂျပန်နိုင်ငံမှာဆိုရင်ဒါကိုရေကုထုံ water therapy လို့တော့တင်စားခေါ်ပေါ်ကြပါတယ်မင်္ဂလာပါခင်ဗျာ This for Head Channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရုပ်ခန္ဓာကိုယ်ကညဘက်အိမ်နေတဲ့9နာရီ10နာရီအတွင်းမှာရေထက်ဆုံးရှုံးမှုတွေရှိနေခဲ့ပါတယ်ဒါကြောင့်နိုးချင်းမှာခန္ဓာကိုယ်ကရေစာနေတတ်ပါတယ်ဒီအချိန်မှာရေတစ်ခွက်တောက်လိုက်တဲ့အခါဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာဒီနေ့ပြောပြပေးသွားမှာပါနံပါတ်4အချက်ကတော့အသားတွေလှက်ချင်တဲ့ပြုံးမေးတွေအတွက်သတင်းကောင်းပါပဲပထမဆုံးအချက်ကတော့ညဘက်အိပ်ပျော်နေစဉ်ရေထက်ဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်ကိုပြန်လဲလန်းဆန်းစေတာပါကျွန်တော်တို့အိပ်နေတဲ့အချိန်မှာခန္ဓာကိုယ်ကပြုပြင်မှုတွေလုပ်နေပြီးအညစ်အကြေးတွေကိုစုစည်းထားပါတယ်မနေ့နိုးချင်းရေခွက်တောက်လိုက်တဲ့အခါကြောက်ကက်ရဲ့စစ်ထုတ်ခြင်းလုပ်ငန်းစဉ်ကိုချက်ချင်းအားဖြည့်လိုက်တယ်လို့ဖြစ်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်ထဲကမလိုအပ်တဲ့အညစ်အကြေးတွေကိုစီးနဲ့ဝမ်းကနေတဆင်လွယ်ကူစွာဆွန့်ထုတ်နိုင်အောင်ကူညီပေးပါတယ်ဦးလန်းချောင်းကိုလည်းလှုပ်ရှားမှုစတင်စေတာကြောင့်ဝမ်းမှန်စေပြီးနောက်ထပ်စားမယ့်မနေ့စာတွေကအာဟာရတွေကိုစုပ်ယူဖို့အတွက်အကောင်းဆုံးပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်ဒုတိယအချက်ကတော့ဝိတ်ချခြင်းသူတွေအထက်ပါသူတေသနာတွေအရာမနက်ပိုင်းရေတစ်ခွက်လောက်တောက်လိုက်ရင်ခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ်ကို24%လောက်အထိချက်ချင်းမြင့်တက်လာစေပါတယ်တဲ့ရိုးရိုးရှင်းရှင်းပြောရရင်တော့ကားတစ်စီးကိုအင်ဂျင်ဆက်အရှိန်မြင့်လိုက်သလိုပါတယ်ကယ်လိုရီတွေကိုပိုလောင်ကျွမ်းစေတာကြောင့်မလူလားအတဲ့အစီတွေကိုဖယ်ရှားရမှာအများကြီးအထောက်အကူဖြစ်စေပါတယ်တတိယအချက်ကတော့ဥနှောင်စွမ်းရည်ပါမနဲ့နိုးရင်ခေါင်းမကြည်တာခေါင်းကိုက်တာတွေဖြစ်ဘူးလားဒါဟာရေထက်နည်းနေလို့ဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဥနှောင်ရဲ့90%ကျော်ဟာရေနဲ့ဖွဲ့စည်းထားတာပါဒါကြောင့်ရေတောက်လိုက်တာနဲ့ဥနှောင်စီကိုအောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းသွားပြီးတနေ့တာလုံးခေါင်းကြည်လင်းလန်းဆန်းနေစေမှာပါနံပါတ်4အချက်ကတော့အလှအပရေးရပါရေသက်မပြည့်ဝတဲ့အသားရည်ဟာ၆တွေ့ပြီးအရေးအကြောင်းတွေအလွယ်တကူဖြစ်ပေါ်စေပါတယ်မနက်ခင်းရေတောက်ခြင်းဟာသွေးလေပတ်မှုကိုကောင်းစေလို့မျက်နှာကိုသွေးရောင်လွှမ်းပြီးကြည်လင်စေပါတယ်ဝက်ချန်ထွတ်တာတွေအစီပြန်တာတွေကိုညော့နေစေပြီး skin care for ကုန်ကြစည်တောင်တက်တာစေနိုင်ပါတယ်ဒါဆိုရင်ရေထောက်ရမလားရေနွေးတောက်ရမလားအကောင်းဆုံးကတော့ရိုးရိုးရေဒါမှမဟုတ်ရေနွေးနွေးလေးထောက်တာအကောင်းဆုံးပါပဲရေခဲရေကတော့မနက်ခင်းအစမရှိဘဲနဲ့တောက်ဖို့တိတ်မတင်တော့ပါမို့ကဲမနက်ဖြန်မနက်ကစပြီးကော်ဖီမတောက်ခင်ရေတစ်ခွက်အရင်တောက်တဲ့အလေးကျင့်လေးကိုစလုပ်ကြည့်ကြရအောင်9ရက်လောက်ဆက်တိုက်လုပ်ကြည့်ပြီးရင်ကိုယ်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲသွားလဲဆိုတာပြန်လာပြောပြပေးအောင်နော်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုဒကောက်တွေကိုအမြဲတင်ဆက်ပေးနေမှာမို့ Tips for Health Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်